လောင်ဒါစ်ကနာယီကိုတစ်ချက်ကြည့်လိုက်ပြီးပစ္စန်းဟိတ်ဒုတိယမြောက်တော်ပီဒိုဟာရေအောက်ကိုအရှိန်ပြင်းပြင်းနဲ့ပြေးထွက်သွားခဲ့တယ်ဒါပေမဲ့ UH စစ်ဘိုးကတော့ဆက်ပြီးနှက်ဆိုင်ရကိုမုတ်ဆင်းနေသေးပဲဗျစက္ကန့်ပိုင်းကြာမှာတော့တော်ပီဒိုဟာသူတို့ခေါင်းပေါ်ကနေလွဲချော်ပြီးဖြတ်တန်းသွားခဲ့ပြန်တယ်ဗျကန်ကောင်းလို့ပေါ့ဗျာအခုဆိုဂျာမန်ကပတိန်ဝိုဖရန်ကလည်းရန်သူရဲ့တီနီယာကိုတဖြည်းဖြည်းနဲ့ဖော်ထုတ်လာနိုင်တယ်ပြီးနောက်ထပ်သာဆက်ပြီးရှောင်နိုင်မယ်ဆိုရင်သူ့ဘက်ကတော်ပီဒို၄စင်းနဲ့ပြန်တိုက်ခိုက်နိုင်တော့မှာဖြစ်တယ်ဗျဒါပေမဲ့လောင်ဒါစ်ကလက်မလျှော့သေးဘူးတတိယမြောက်တော်ပီဒိုလာနေပြီး UH စစ်ဘိုးဟာထပ်ပြီးငုတ်ဆင်းပြန်တယ်ဗျအမှုထမ်းတွေကအသက်ရှူတော့မရဲပဲစောင့်ကြည့်နေကြရတာပေါ့ဗျာပြီးတော့ဒါကနောက်ထပ်လွဲချုံမှုတစ်ခုအခုချိန်မှာတော့ဝိုဖရန်ကယုံကြည်မှုပိုတက်လာခဲ့တယ်ရန်သူမှာတော်ပီဒိုပြုံ၄ခုပဲရှိတယ်နောက်တစ်စင်းကိုတာရှောင်နိုင်ခဲ့ရင်ဒီအခါငါအလှည့်လို့ဟစ်ကြွေးလို့ရပြီလေ Venture ပုံမှာတော့လောင်ဒါစ်ဟာနောက်ဆုံးလက်ကျန်တော်ပီဒိုကိုပြင်ဆင်နေတယ်ဗျသူ့နဖူးပေါ်ကချွေးဆက်တွေလည်းတဖြည်းဖြည်းစီးကျလာတယ်ဒါဟာသူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နေခဲ့ပြီလေပစ္စန်းကွာနောက်တစ်လုံးနောက်ဆုံးတော်ပီဒိုဟာရေပူပေါင်းတန်းတွေခြံထားရင်ရေအောက်ကိုထိုးဖောက်သွားခဲ့တယ်နောက်တစ်လုံးလာနေပြီးဟဲ့ဆက်ငုတ်ထားကွာ UH စစ်ဘိုးဟာပိုပြီးနှက်ဆိုင်ရကိုအသေးတန်ငုတ်ဆင်းနေခဲ့တယ်ဗျဒါပေမဲ့ဒီတစ်ခါကတော့အရင်တော်ပီဒိုတွေနဲ့မတူတော့ဘူးနောက်ဆုံးတော်ပီဒိုကဘာဖြစ်သွားမလဲဆိုတာပတ်ဆဲဘင်းဆက်သိမ်းပိုင်းမှာရှူစားပေးကြပါမိတ်ဆွေတို့ရေ